သွေးဆုပ်ဖုတ်ကောင်ဆိုတာပါလေလူအရှင်လက်လက်ကနေသွေးဆုပ်ဖုတ်ကောင်ဖြစ်နေတဲ့ဆိုတဲ့ဒနာရီတွေလည်းရှိကြပါတယ်စပိန်ကဘရူဂျာလိုမျိုးဖြစ်ပါတယ်စပိန်ကဘရူဂျာသွေးဆုပ်ဖုတ်ကောင်ဆိုတာကဝေမပါယောက်ျားဆုံးကတော့ဘရူဂျိုလို့ခေါ်ပါတယ်နောက်ပြီးသွေးဆုပ်ဖုတ်ကောင်တဲ့ဟာစိုးသွမ်းရုံမာတဲ့သူတွေကြီးမဟုတ်ပါဘူးဥပမာဩစတြေးလျကတလမောလိုမျိုးပေါ့သွေးဆုပ်ဖုတ်ကောင်တဲ့ဟာလူသားတွေရဲ့သွေးကိုစာလောင်နေကြတဲ့သူတွေကြီးလည်းမဟုတ်ပါဘူးဘူဂေးရီးယားကဂရော့နစ်ဆိုရင်ကျွဲသေးနွားသေးရဲ့တိရစ္ဆာန်သေးတွေကိုပဲစားတော့ရပါတယ်သွေးရှိမှသူတို့ဟာရှင်သန်နေတာလည်းမဟုတ်ပါဘူးအာရက်ကအကူးဆိုရင်ဆန်ကိုစားပါတယ်ဂျပန်ကသွေးဆုပ်ဖုတ်ကောင်ဂါကီဆိုရင်အကျွဲချီတွေအညစ်အကြေးတွေကိုစားတော့တဲ့အမြဲတစေငတ်မွနေတဲ့တဆေးတစ်ကောင်ပါဂါကီဟာမြန်မာလိုဖုတ်ပိတာနဲ့ဆင်ပါတယ်ဂါကီအကြောင်းအနှင်းငယ်ရှင်းပြပါမယ်ဟိုးရှိရှိတုန်းကဂျပန်ပြည်မှာကြံရည်ရောင်းတဲ့ကုန်သည်တစ်ယောက်ရှိပါတယ်တနေ့တော့နာမကျန်းဖြစ်နေတဲ့ဘုန်းကြီးတစ်ပါးဟာအဖျားယောဂါကိုကုသဖို့အတွက်ကြံရည်လာပြီးအလူခံတယ်အိမ်ကနေထွက်ဖို့ပြင်နေတဲ့ကုန်သည်ဟာသူ့မိမကိုဘုန်းကြီးအတွက်ကြံရည်တေချာလှူလိုက်ဖို့မှားခဲ့တယ်ကုန်သည်ရဲ့မိမဟာကြံရည်တဲကိုကျင်ငယ်ရည်တစ်ကလေးစွန့်ပြီးဘုန်းကြီးကိုလှူတယ်ဘုန်းကြီးဟာကြံရည်ကွက်ကိုကုန်သည်မိမရှိမှပဲသွန်းပစ်ပြီးပြန်ထွက်သွားခဲ့တယ်ဒီလိုနဲ့ကုန်သည်မိမတေတော့အမြဲတစေဆာလာမွတ်တက်နေတဲ့ဖုတ်ပိတာဖြစ်သွားတယ်အမြဲတမ်းဆာလောင်နေပြီးလူတွေရဲ့အညစ်အကြေးတွေအချွဲအကြည်တွေစားတော့လေရှိတယ်လူတွေဒေါသထွက်လာတဲ့အခါလောဘတွေကြီးလာတဲ့အခါကျရင်လူတွေရဲ့စိတ်ကိုပူပြီးဝင်ဖမ်းစားလေရှိတယ်လို့ဆိုကြတယ်ဆက်ပြီးပြောမယ်ဆိုရင်သစ္စာပုဂ္ဂိုလ်တိုင်းဟာလေကင်းဘက်မထွက်နိုင်ဘူးနေအောင်ကြီးနဲ့ထိတွေ့တာနဲ့သစ္ဆုံးတက်တယ်ဆိုတဲ့အမြင်ပါဒါပေမဲ့အဲဒီလိုသွေးဆုပ်ပုဂ္ဂိုလ်တွေဟာ60ရာခိုင်နှုန်းပဲရှိပါတယ်ဂရိဒနာယီကလည်းဆင်းသက်လာတဲ့သွေးဆုပ်ပုဂ္ဂိုလ်တို့ချို့ဟာနေအောင်ကြီးနဲ့ထိတွေ့ရင်တည်တယ်လို့ဆိုကြတယ်သွေးဆုပ်ပုဂ္ဂိုလ်ဒနာယီတော်တော်များများမှာသွေးဆုပ်ပုဂ္ဂိုလ်ဘယင်ရှိတယ်လို့ဆိုကြတယ်မက်ဆိုအမေရိကကအက်စတက်လူမျိုးတွေမှာသွေးဆုပ်ပုဂ္ဂိုလ်ဘယင်ဒနာယီအကြောင်းတွေ့နေတယ်လို့အခြားသောဒနာယီတွေမှာလည်းတွေ့နေပါတယ်သွေးဆုပ်ပုဂ္ဂိုလ်နဲ့ဟာရုံစရာကောင်းတဲ့ပုံစံမျိုးလည်းမဟုတ်ပါဘူးပီရူးကပစ္စတာကိုဆိုရင်လူသားအသွင်ဖန်ဆင်းတတ်တယ်ပစ္စတာကိုဟာဒင်းနဲ့ဆန်တို့ရဲ့စူပါနက်ထရယ်ကားထဲမှာပါဝင်ခဲ့တယ်တရေဘီလင်တစ်ကောင်လည်းဖြစ်ပါတယ်သူဟာလူသားတဲ့ဖန်ဆင်းပြီးလူတွေရဲ့အစီတွေကိုစုပ်ယူစားသုံးတယ်အဲ့လိုစားသုံးပြီးရတဲ့သူဟာအင်အားကြီးထွားလာလေးရှိတယ်လူသားအသည်ဖန်ဆင်းထားတဲ့ဆိုပေမဲ့လူသားတွေရဲ့အစီတွေကိုစုပ်ယူတဲ့အချိန်မှာသူတို့မျက်လုံးဟာလှန်သွားပြီးပါးစပ်ထဲမှာရှားအရှိကြီးထွက်လာလေးရှိတယ်လူသားခန္ဓာကိုယ်မှာအပေါက်ပေါက်ပြီးအစီတွေကိုစုပ်ယူစားတော့လေးရှိတယ်လို့ပါးစပ်ထဲကနေရှားကြီးနဲ့စုပ်ယူလေးလည်းရှိပါတယ်စူပါနက်ထရယ်ကားထဲမှာတော့ဒင်းဟာသူ့ကိုငွေနဲ့ပြုတ်လို့ထားတဲ့ဓာတ်နဲ့တက်ခဲ့တယ်ဒီတော့ကဘာအနှံပြားကသွေးဆုပ်ဖုတ်ကောင်တွေမှာထူညီချက်ကဘာတွေများပါလဲအဖြေကတော့လူသားတွေရဲ့အခြေခံကြောက်စိတ်ပါပဲဘယ်နေရာဘယ်အချိန်ဘလို့ပဲ6လန့်သူတို့ဟာသူတို့6လန့်လို့ရမယ့်သူကို6လန့်လေးရှိတယ်ဒါကြောင့်လဲသွေးဆုပ်ဖုတ်ကောင်တွေနဲ့ပတ်သက်ပြီးတိကျတဲ့အနက်တွေပဲဖွင့်ဆိုချက်အောင်တခုတည်းမရှိနေရတာပါရကျင်းမှုအမျိုးမျိုးအချိန်အမျိုးမျိုးနေရာအမျိုးမျိုးစားတဲ့မတူညီကွဲပြားမှုတွေနဲ့လူတွေဟာသူတို့ကိုကြောက်လန့်ကြတယ်ဒါကြောင့်တမိုင်းတစ်လျှောက်ကွဲပြားတဲ့နေရာရကျင်းမှုဒီလိုယာရီမှာရှိကြတဲ့သွေးဆုပ်ဖုတ်ကောင်တွေရဲ့အနက်တွေပဲကိုဥစားပြပြခဲ့ခြင်းပဲဖြစ်ပါတယ်ပညာရှင်တီရီစာဘိန်းရဲ့အမြင်ရတော့သွေးဆုပ်ဖုတ်ကောင်ကိုဖွင့်ဆိုရှင်းလင်းရမယ်ဆိုရင်တော့ဖြစ်နိုင်တာတွေဖြစ်နိုင်ပါလိမ့်မယ်ဆိုလိုချင်တာကစိတ်ကူးနဲ့တီးဆောက်ခဲ့ကြတဲ့
ဝိတုဇလန်တွေတဲကသွေးဆုပ်ဖို့ကောင်ဆက်ကောင်တွေစာရေးဆရာတွေဖန်တီးထားတဲ့သွေးဆုပ်ဖို့ကောင်တွေဟာဘလောက်ပဲနာမည်ကြီးတဲ့သွေးဆုပ်ဖို့ကောင်ဆက်ကောင်ဖြစ်နေပါစေသွေးဆုပ်ဖို့ကောင်အဖြစ်နဲ့စရင်သွင်းလို့မရပါဘူးသူတို့အတွက်တီးတဲ့ဖယ်ပေးထားပါမယ်နောက်ပြီးလူသားစားတဲ့လူတွေအစုလိုက်အပြုံလိုက်တက်ဖြတ်ခဲ့လို့သွေးဆုပ်ဖို့ကောင်ဆက်ဆန်ကင်မိုးတင်ထားရတဲ့သူတွေအခြားသောလူသက်သမားတွေကိုလည်းသွေးဆုပ်ဖို့ကောင်အဖြစ်နဲ့ဝိချိုပြုလို့မရပါဘူးသူတို့ဟာသွေးဆုပ်ဖို့ကောင်တွေမဟုတ်ပါဘူးဥပမာမီဒီယာတွေက Prince Harman ကိုသွေးဆုပ်ဖို့ကောင်အဖြစ်ကင်မိုးတက်ထားတဲ့မျိုးပေါ့ Prince အကြောင်းမသိတဲ့သူတွေအတွက်ပြောရမယ်ဆိုရင် Prince ဟာလူသွေးကိုတောက်ခဲ့လို့သွေးဆုပ်ဖို့ကောင်ဆိုပြီးနာမည်ကြီးခဲ့မှုပါတယ်နောက်ပြီးလူသွေးကိုအာသာပြဖို့အလိုတကူရဲ့အတွက်နဲ့ဖတ်သုံးတက်ဖြတ်ခြင်းပြုတဲ့ Elizabeth Bathory ဘီယင်မလိုလူမျိုးကိုလည်းသွေးဆုပ်ဖို့ကောင်ဖြစ်နေစရင်မသွင်းပါဘူးစကားဆက်လို့ပြောရမယ်ဆိုရင်အဲ့ဒီဘီယင်မ Bathory ဟာအတော်လေးကိုနာမည်ကြီးပါတယ်စစ်တမ်းနဲ့ညာပြီးလင်္ကာမပေါ်ပဲကလေးမွေးတယ်လို့လည်းဆိုကြတယ်တိုင်းသူပြည်သားတွေကိုနှိပ်စက်တပ်ဖြတ်တဲ့သူအဖြစ်လည်းနာမည်ကြီးပါတယ်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်ပါပဲမနေ့ကမှပြန်လည်ဆုံတွေ့ပါအောင်မယ်